လာပါခင်ဗျကျွန်တော်တို့အိမ်ရဲ့ရေခဲသက်တာပေါ်မှာတင်ထားတဲ့ပစ္စည်းတွေဒီ၄မျိုးပေါ့နော်ဆိုတော့အဲ့ဒီအဓိပ္ပာယ်လေးကိုကျွန်တော်ပြောပြပါမယ်မသိသေးတဲ့လူတွေအတွက်နော်ဘာကြောင့်ထားလဲဆိုတဲ့ဟာကိုသူများလိုက်ထားလို့ထားတာမျိုးမဟုတ်ပဲနဲ့တခုချင်းစီမှာအဓိပ္ပာယ်ရှိတယ်အဲ့တော့ကျွန်တော်အဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ပြောပြပါမယ်ဘာကျွန်တော်တို့ကအိမ်ရဲ့ပေါ့နော်ဖုံးရွှေရနော်အိမ်ရဲ့စဖို့ခန်းပေါ့နော်စားတောက်တဲ့အခန်းအဲ့ဒီအခန်းထဲမှာရှိတဲ့ရေခဲသက်တာပေါ့နော်ဒါမှမဟုတ်အစားအသောက်တွေတိန်းတဲ့ဗီဒီယိုအကြောင်းအိမ်အဲ့ဒါတွေကကျွန်တော်တို့အိမ်မှာဒနာဒနာဒိဋ္ဌိတူမီတာအစားအသောက်တွေမပြတ်ကျွယ်ဝမယ်ဆိုတော့အဓိပ္ပာယ်ကိုစောင်းတဲ့နေရာအဲ့ဒီနေရာပေါ်မှာကျွန်တော်တို့ဟိုခွက်တွေပလုံးတွေအစုပ်တွေအရင်တော့ဆိုကျွန်တော်တို့အိမ်မှာလည်းထားတယ်အခုအဲ့ဒီဟာလေးကိုဖတ်မိပြီးတော့မှ TikTok မှာတွေ့ရင်လည်းကျွန်တော်တို့အဲ့ဒါတွေမထားတော့ရှင်းလိုက်တာပေါ့နော်အဓိပ္ပာယ်ကတော့ကိုယ်အိမ်မှာအစားအသောက်တွေဒနာတွေအမြဲတမ်းကြီးပွားတိုးတက်မယ်ဆိုရင်အဓိပ္ပာယ်နဲ့ထားတယ်ပေါ့နော်တစ်ခုချင်းစီမှာအဓိပ္ပာယ်ရှိပါတယ်ကျွန်တော်အဲ့ဒါလေးပြောပြပါမယ်အဲ့ပစ္စည်းတွေကတော့ဒီမှာအမြဲစိမ့်နေတဲ့အပင်တပင်စားရဲ့ဆန်ပေါ်မှာပစံအကျွေးစီးတွေပေါ့နော်ကျွန်တော်တို့အိမ်မှာတော့အကျွေးစီးရှိတော့အကျွေးစီး6စီးထည့်ထားတယ်တကယ်လို့အကျွေးစီးခတ်လို့ရှိရင်ပစံ9ရွက်ထည့်လည်းရပါတယ်တဲ့ဘဲနီလေးရဲ့ပေါ့နော်ကဲအမြဲစိမ့်အပင်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရှင်တန်ချင်းတိုးတက်ခြင်းအသက်ဝင်နေပေါ့နော်အဲ့ဒါရင်းတက်ရင်း energy ပေါ့နော်စီးပွားရေးနဲ့ဒနာဥစ္စာတွေအမြဲတမ်းစိမ့်လန်းပြီးတော့မှစင်ဆက်မပြတ်တိုးတက်နေစေတယ်ဆိုတဲ့ဟာကိုရည်ရွယ်ပါတယ်တဲ့ဆန်ငါးကကြတော့ဘာကိုရည်ရွယ်တာလဲဆိုတော့ကျွန်တော်တို့အာရှမှာလေယဉ်ကျေးမှုအရဖုံးရွှေမှာပေါ့နော်ဆန်ငါးအခြေခံအကျဆုံးစားနပ်ရိက္ခာဖြစ်ပြီးတော့ဘယ်တော့မှငတ်မွတ်ခြင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ်အဲ့တော့ငွေစည်းလေးတွေခါကြတော့ဆန်ထဲမှာစိုက်ထားရတာကကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ငွေကြေးဒနာတွေကလည်းတဲ့အစံနေလိုပဲပေါ့နော်အမြင့်တွဲပြီးတော့မှဆက်လက်ပွားများစေဖို့ရည်ရွယ်တဲ့သင်္ကေတလေးတစ်ခုဖြစ်တယ်ငွေစီအကျွေးစီမရှိရင်ဆန်နောက်တစ်ခွက်နဲ့ပတ်စံအရွက်လေးတွေထည့်လဲရပါတယ်ပေါ့နော်ကဲစားကကြတော့တန့်စင်ခြင်းပေါ့နော် purification သဘောတရားဖြစ်ပါတယ်အိမ်ထဲမှာဆိုလို့ရှိရင်အိမ်ထဲအိမ်ပါပေါ့နော်အိမ်တွင်ရောခြံဝန်းထဲမှာပေါ့နော်မကောင်းတဲ့စွမ်းအင်တွေ energy တွေကိုစုပ်ယူပြီးတော့မှဖယ်ရှားပေးနိုင်တဲ့အဓိပ္ပာယ်ကိုစောင်းပါတယ်အစွမ်းတက်တည်ရှိပါတယ်ကဲပဲနီလေးကကြတော့တဲ့သူကဒီအနီရောင်စီလည်းဖြစ်တယ်ပေါ့နော်ဖုံးရွှေမှာဆိုကံကောင်းခြင်းအရာဖြစ်တယ်အောင်မြင်ခြင်းမင်္ဂလာရှိခြင်းဒါသူတို့ခေါ်တော့ seeds of growth ပေါ့နော် fire element ကိုစားပြုတယ်ဒါကြောင့်ပဲနီလေးကိုပဲနီလေးထားခြင်းအပြင်အိမ်ထဲမှာတက်ကြွတဲ့ကံကောင်းခြင်းတွေအိမ်ထဲဝင်လာမယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင်းပါတယ်တဲ့ဒါကတော့ကျွန်တော်2လလောက်ရှိပြီထားနေတာအခုမှပြန်ပြီးတော့မှအသက်ပြန်လဲတာပေါ့နော်အဲ့တော့ကျွန်တော်တို့အိမ်မှာတော့ potos ပေါ်လို့ပေါ့နော် GD potos အပင်လေးကိုထည့်တာပေါ့ရွှေလာငွေလာလို့လည်းခေါ်တယ်ပေါ့နော်တကယ်လို့မရှိဘူးဆိုလို့ရှိရင်လည်းရေနဲ့စိုက်လို့ရတဲ့အပင်ပဲဖြစ်ဖြစ်ဘာအပင်ပဲဖြစ်ဖြစ်အများတန်းစိမ့်နေတယ်ကျူစုစရာတအားကြီးမလိုဘူးဆိုတဲ့အပင်လေးထားလို့ရတယ်အဓိပ္ပာယ်ကတော့မကောင်းတဲ့အဟန့်တာတွေကိုစားနဲ့ဖယ်ရှားပြီးတော့ဆန်တွေပဲတွေငွေတွေစွမ်းအင်တွေပေါင်းဆက်ပြီးတော့စားနပ်ရိက္ခာဒနာအိမ်မှာအများတန်းကျွယ်ဝမယ်ဆိုပြီးတော့မှတိုးတက်စေတဲ့ ritual တစ်ခုအစီအရင်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျ sharing လုပ်လိုက်ပါတယ်ကျေးဇူးပါ